အားလုံးပဲမင်္ဂလာပါဘီယွန်းတက်စ်မှကြိုဆိုပါရစေ2026နှစ်သစ်မှစပြီးမိတ်ဆွေတို့အစစရရအကုန်အစဉ်ပြေကြပါစေခင်ဗျာကျွန်တော်တို့ channel ကတော့ရှာမနာဘကစာသားတွေကိုအသက်ဝင်တဲ့အတန်းတွေဖြစ်ပြောင်းလဲပေးပြီးသင်ရဲ့နေ့စဉ်ဘဝတွေကိုအသိပညာနဲ့ရတာတွေတုဒ္ဒတွေယူဆောင်လာပေးမဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဒီဘက်မိတ်ဆွေတို့အတွက်ဖတ်ပြပေးမဲ့ဝတ္ထုကတော့ဆရာကြီးဦးဖိုးကြားရဲ့ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်ဝတ္ထုလေးကတော့အရက်သမားတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်စာသားတွေရဲ့လွန်ကစိတ်ကူးရင်ကဘာတဲ့ကိုဘီယွန်းတက်စ်နဲ့အတူလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကဲရှားလိုက်ကြအောင်ဗျာအရက်သမားအင်းစိန်မြို့နေကျောင်းဆရာမမတ်စိန်ဒီဆယ်တန်းနဲ့ဆရာဖြစ်ဆောင်းပွဲကိုအောင်မြင်ပြီးရန်ကုန်မြို့ကျောင်းတွင်အလုပ်လုပ်နေရာတနေ့၌ကျောင်းဆင်း၌ညနေလောကယ်ယထာနှင့်ပြန်လာခဲ့၏၎င်းစီသောတွဲတွင်လူမများလမနီမဝဲခုံတွင်ဗိုလ်စရောက်ခေါင်းဆုပ်ဖွားနှင့်အဝတ်စားမသက်မရလူရွယ်တယောက်ပါ၏အသက်က24နှစ်လောက်ရှိ၍ဆီယာမမက်ဆေအောက်3-4နှစ်ငယ်ပုံရ၏တမိုင်းဘူတာနီးသို့ရောက်သောအခါလက်မှတ်စစ်တက်လာ၍လက်မှတ်စစ်ရာမကြာမီပင်၎င်းလူကိုယထာခိုးစည်းသည်ဟုဖမ်းလေသည်မလိုက်ဘူးလိုက်ရမည်ဟုညင်းနေစဉ်မက်ဆေကဝင်၍လက်မှတ်စစ်အားမိမိကပင်ကြားတင်သောလက်မှတ်ဖိုးငွေကိုပေးပါမည်ဆို၍လက်ထဲသို့ငွေထည့်ပြီးလက်မှတ်စစ်ကိုလွှတ်လိုက်လေရှင်ဘာဖြစ်လို့ယထာခိုးစည်းရတယ်ပိုက်ဆံမရှိလို့အော်ပတ်စံမရှိရင်ခိုးစီးရရောလားဟုဆရာလေးတန်းဖြင့်ခက်ထထန်မေးလေသည်ထိုယောက်ျားမျိုးကဘာမှပြန်မပြောဘဲမျက်နှာအောက်ချ၍အောက်တိုးတိုးလှုပ်နေသည်အတန်ကြာမှမတ်စိန်ကဆက်၍ဘယ်တော့မလို့လဲသွားကျင်တာကတော့ပြည်မြို့ကိုရောက်အောင်သွားကျင်တာပဲအင်းစင်မှာတငယ်ချင်းတောက်ရှိလို့ပတ်စံကလေးများရမလားလို့အင်းစင်ကိုဆင်းမလို့ပြည်ကိုဘာလုပ်လဲအလုပ်ရှာရအောင်ရှင်ဘာလုပ်တတ်တယ်လဲပညာဘယ်လောက်ထိသင်မှုတယ်လဲယောက်ျားပြူသည်ဆရာမမျက်နှာကိုတစ်ချက်မော်ကြည့်ပြီးဘာမှပြန်မပြောဘဲငုံရွေနေသည်ဒီလူကဘယ်နဲ့လဲမေးတာလည်းမပြောတတ်ဘူးလားရှင်းနေပြီဘယ်သူလဲဟုတပည့်တို့ကိုငေါက်နေကြအတိုင်းခက်ငေါက်မေးလေသည်ထိုလူမျိုးသည်နာမည်ရင်းကိုမပြောဘဲလိန်ပြောမိဟုကြံထားတော်လဲဆရာမ၏တီကြီးဆူးရှာသောမျက်လုံးတို့ကိုမြင်၍ဘာဖြစ်သွားသည်မသိရဘာမြင့်ဟုထွက်သွားလေ၏ရှင်ဘာဖြစ်လုံမလားတောအခါမှအနှဲငယ်ပြုံးရှင်လာ၏ဟုတ်ကဲ့ဘာမှဆိုစူးစမ်းလုပ်ပါမယ်ဟုဖြေကြားလိုက်လေ။ကောင်းပြီကျမမတော်တောင်းနေနေတယ်။ယောက်ျားအဖော်တော်တယောက်အကူကြီးဆိုသလိုရစီတော့ကျမတို့စီမှာနေမလား။ပန်းမင်းတို့ဘာလို့ရေလောင်းကျမတော်ကိုကူညီပါညာလှုပ်ဆိုသလိုပေါ့။ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်အစွမ်းကုန်လုပ်ပါမယ်။တို့နဲ့အင်းစင်မူတာတို့စိုက်လာ၍ဘာမြစ်သည်ကြပြားကြရာထကဆီယမ၏ထီးတို့လွယ်အိတ်တို့ကိုကောက်ယူလေ၏။ဆီယမကနေပါစီကျမနိုင်ပါတယ်ဆိုတော့လဲဘာမြစ်ကအတင်းစုပ်ကင်ထားသဖြင့်လူယူရန်လည်းမသိလျော်သည်နှင့်ဆီယာမကလက်လျှော့ပေးလိုက်ရလေ၏အိမ်ရောက်၍အတော်အလုံးစုံပြောကြပြီးမိမိတို့အိမ်ဘေးရှိမာလီချန်တဲကလေး၌နေစေ၏မတ်စိန်တို့အိမ်မှာဘူတန်အောင်နှင့်မနီမဝေးလမ်းကြားတို့တွင်ရှိ၍တေသားတစ်ထက်အိမ်တနည်းမိုးချံပက်လည်းရှိခြံတွင်၌ဟင်းသီးရွက်ပင်အလှပန်းပင်များရှိ၏ဘာမြင့်သည်ယခုအသက်24နှစ်တိယခုနေရာယခုအခါလောက်တခါဘူးမှပျော်မှုခြင်းမရှိခဲ့ချေနည်းနည်းစောစောထား၍ခြံတွင်ရှိရေရင်းနှုတ်ခမ်းတို့မှတောက်ရည်သုံးရည်တို့ကိုခတ်ခြံတွင်းရှိတစ်ပင်နွယ်ပင်ပန်းပင်တို့ကိုရေလောင်း၏ထို့ကြောင့်လည်းမတ်စိန်တို့အိမ်ကိုရေပေးနေကြဝါနီပါနီဝါလာဂန်ဂရိုင်မနာလိုမုံထားခြင်းကိုခံရ၏မတ်စိန်ရတော်ချက်အပြောအနက်ကုညီသည့်ပြင်ဈေးဝယ်ပင်တွားလိုက်နိုင်သည်မတ်စိန်ကြောင်းတဲ့ချိန်၌ဘူတာတို့လိုက်ဖို့ခြင်းအပြန်ကြိုခြင်းကိစ္စတို့မှာလည်းအမြောက်ပစ်သောကလာ၏နိုင်ကဲ့သို့ပင်မှန်လေမတ်စိန်တို့တူဝီမှာမောင်တယောက်တူတယောက်ရသည်ဟုကြိတ်၍ဝမ်းသာနေကြလေ၏တို့ရတွင်မတ်စင်ကဗတ်မြာမျက်နှာမှန်မှန်ပင်ထား၏အတော်လို့သူကပင်ဝင်၍ညီကမျက်နှာထားကြီးနှင့်မနေပါနဲ့ဟုပြောရတော့ဟု၏ဗတ်မြီနေရက်မိဘစသည်တို့ကိုမေးတော်လဲမရချေပေတီတီလုံနေတတ်၏တို့ကြောင့်ဆီယမသည်အကဲလေးကိုအထူးပုံမဂူးဆ၍ကြည့်နေ၏ဆီယမကဈေးသုံးတစ်နှစ်သုံးပဲတမတ်ပေးတတ်၏ဗတ်မြီသည်မကြာဆီယမကိုတိုင်၍ရန်ကုန်ဘက်သို့လာတတ်၏တခါတရံချားဖောက်၍ဆီယမမသိပဲလဲလစ်တက်၏တို့ရတွင်မိမိလုံနေကြအလုပ်ကိုကတစုံတရာအလင်းဟင်းမခံချေတခါတော့ထို့သို့ရန်ကုန်ဘက်သွားနေခိုင်ဆီယမသည်ဗာမြင့်တဲယုံတဲသို့ဝင်ကြည့်ရာမြန်မာသတင်းစာအင်္ဂလိပ်သတင်းစာအဟောင်းများကိုတွေ့ရ၏နောက်တနေ့ဗာမြင့်သည်တကားပိတ်၍အင်္ဂလိပ်သတင်းစာတစ်ခုကိုဖတ်နေရာဆီယမကအပြင်ကချောင်းကြည့်မြင်ရမှာအာကလူပါကလားဟုတွေးထင်မိ
ဤမှဟန်လုတ်ချောင်းဟန်ပြီးကိုဗမြင့်တကားဖွင့်စံနေကင်းကြီးတကားပြီးဘာလုပ်နေတယ်လဲဟုမေးလေ၏တောအခါဗမြင့်သည်ကြပြကြအယုတ်ပါသောမျက်နှာသို့လှိုင်းအော်ကျွန်တော်အယုတ်တွေကြည့်နေပါတယ်ဟုပြန်ပြောလိုက်ဆရာမသည်ထပ်မံစုံစမ်းလိုသည်နှင့်တနေ့၌မိမိစပွဲပေါ်တွင်အင်္ဂလိပ်စာအုပ်3လျုပ်တင်ထားခဲ့ပြီးလင်ကျောင်းတက်ရန်ဟုထွက်လာ၍အိမ်ဝအပြင်သို့ရောက်မှအော်ကိုဗမြင့်ကျမစာအုပ်စပွဲပေါ်မှာမေ့ကြံရစ်တယ်ကြပြကြပြည့်ပြီးယူပြီးစမ်းပါစာအုပ်က mind reading ခေါ်တယ်ဟုခိုင်းလိုက်လေ၏ဗမြင့်မှာမတ်ဘက်ဖြစ်၍စုံစမ်းမှမသိပဲကြပြကြပြည့်အလွယ်နှင့်ပင်ထိုအင်္ဂလိပ်စာအုပ်ကိုယူ၍ပြီးလိုက်လေဆရာမကပြုံး၍ကျမမောင်ကလေးအတော်သားပဲအင်္ဂလိပ်စာသင်မြန်မာတက်မှာပဲဟုပြောလိုက်၏တောအခါဗမြင့်သည်တတိယတွေးမိ၏ပထမနာမည်ပေါ်တယ်အခုအင်္ဂလိပ်စာတက်တာဒုတိယပေါ်ပြန်ပြီငါတော့ဒုက္ခပဲဟုတွေး၍ပူပန်မိလေ၏အလုတ်ကိုကျွေးမထားလက်ငင်းလောက်တတ်သောမတ်စိန်သည်၎င်းညနေထမင်းစားပြီးနောက်ကိုဗမြင့်လောက်မေးစရာရှိတယ်ဟုခေါ်၍မိမိကဆီယာမပီပီစောင်းပွဲအနီးကလေးတိုင်းတွင်ထိုင်ကာဗမြင့်ကိုတပည့်တငယ်ကဲ့သို့အနီးတွင်မတ်တက်ရက်နေစေကိုဗမြင့်မေးရင်မှန်ပြောမလားဟုတ်ကဲ့ပြောရတာပေါ့အင်္ဂလိပ်စာဘယ်နဲ့တန်းအောင်ခဲ့တယ်လဲ IA ဘလောက်ကြာပြီလဲ2နှစ်ကျော်ရှိပြီ2နှစ်ကျော်တွင်ဘာလုပ်နေတယ်လဲအတန်းကြာတွေ့နေပြီးမှဆီယာမမျက်နှာကိုတစ်ချက်စိုက်ကြည့်၍BA ကိုဆက်တင်နေတယ်စောင်းပွဲမအောင်ခဲ့ဘူး IA အထိစောင်းပွဲကြားခဲ့ဘူးသလားမကြားခဲ့ဘူး BA ကြမှာဘာဖြစ်လို့မအောင်ရတယ်လဲဒီချက်ကိုဗမြင့်သည်တစုံတရာပြန်မဖြစ်ပဲမျက်နှာအောက်ချယူနေသည်ကောင်းပြီမပြောချင်နေပါတို့ပေမဲ့ကျမကဘလို့မိန်းမစားဆိုတာသိတယ်မဟုတ်လားရှင်မပြောပေမဲ့သိအောင်စုံစမ်းနိုင်တဲ့မိမလို့မှတ်ပါဒါပဲကဲသွားတော့ဗမြင့်သည်မိမိတဲဘက်သို့ခြေလန်းနေနေဖြင့်ရှောက်ခဲ့၏ပထမနာမည်ဒုတိယအင်္ဂလိပ်စာတက်တာအခုတတိယအိုင်အောင်တာပေါ်လေပြီနောက်မကြခင်ငါအချင်းတွေပေါ်တော့မှာပဲပေါ်တာကအရေးမကြီးပေါ်ရင်တော့ငါ့ကိုနှင်ထုတ်မှာကအရေးကြီးတယ်ဟုအမျိုးမျိုးတွေ့စိတ်မအေးလက်မသာရှိရှာလေဤသည့်နောက်2လလောက်အကြာတွင်ဆရာမကဖန်နီးကြံစီပေး၍မိမိလှုပ်သောအကြောင်းမှာပင်ထက်တန်းပြဆရာအလုပ်ကိုတေချာလေထို့သို့စီမံခဲ့ပြီးမှဆရာမကကိုဗမြင့်အခုအလုပ်လုပ်ရမယ်ဒါအဆန်းလားဗျကျွန်တော်အခုအလုပ်လုပ်နေတာပဲမကျေနပ်တာရှိရင်ပြောပါအိမ်လုပ်ကိုပြောတာမဟုတ်ဘူးကျောင်းဆရာအလုပ်လုပ်ရမယ်ဟာမလုပ်ရှင်ဘူးဗျာဆို၍အတော်မျက်နှာပြတ်သွား၏အကြောင်းကမိမိဆရာအလုပ်ရလဲမိမိဇာတိအဖြစ်ပြက်အကျင့်စာရိတ္တတို့ပေါ်မြူကိုစိုးရိမ်သောကြောင့်ဒီစင်စစ်တော်ကယခုလက်ရှိအလုပ်သည်လောကနိဗ္ဗာန်အကောင်းဆုံးအချမ်းသာဆုံးဟုထင်နေသောကြောင့်ဒီဘာမလုပ်ချင်ဘူးလဲလုပ်ရမယ်စကားမရှိနဲ့အားလုံးပြောဆိုစီမံခဲ့ပြီမလုပ်ပြစီနဲ့ဆရာမရဲ့အခုလက်ရှိလုပ်ကိုကျွန်တော်အင်မတန်မြင်လို့ပါတယ်အခုလုပ်လဲလုပ်ရမယ်ဆရာလုပ်လဲလုပ်ရမယ်ကျွန်တော်လူတဲကိုမတိုးပြစီနဲ့ခင်ဗျာကျွန်တော်ကိုတနာပါတနာလို့လူတဲတိုးဝင်အောင်စီမံခဲ့တာရှင်လူတဲမတိုးဝင်တဲ့အကြောင်းလဲမပြောဘဲကိုဘာပဲဖြစ်ဖြစ်ရှင်အခုဆရာလုပ်ကိုလုပ်ရမယ်မလုပ်ရင်အိမ်မှာမထားဘူးခက်ရှင်းပဲခက်ဆက်ပြောသည်ဗမြင့်မှာအတန်အကျန်ရကြက်သွား၏အခြားအကြောင်းတို့တဲ့ဆရာမ၏အိမ်၌မနေရမီကအရေးကြီးဆုံးဖြစ်နေလေသဖြင့်မငြင်းနိုင်တော့ပဲခုခါတော့ဆရာမတို့ကနှိမ့်ဆက်နိုင်တဲ့အခါကိုကျွန်တော်မငြင်းဝင့်တော့ပါဘူးခိုင်းတာလုပ်ရမယ်လို့ဖြစ်နေပါတယ်ဟိုခနဲ့တက်တယ်ပြော၍တဲကုတ်ဘက်သို့ခက်ဆောင်နင်း၍ပြန်ခဲ့လေနည်းနည်းကြာရောက်ကာလဆရာမသည်တဲကုတ်ဘက်သို့လာ၍ကဲဟောဒီမှာဝတ်စားတွေခုမနဲ့ကြောင်းတက်ရမယ်ဆို၍မိမိဝယ်ထားသောပစိုးတစ်ပဝါတစ်အင်ကြီးတစ်တို့ကိုပေး၍ပြည့်၍ပေးလိုက်လေဗမြင့်ကကြည့်အောင်ကြည့်လိုက်မလုတ်ချေဘူဒိုင်အောင်တို့သွားခြင်းကြ၍ဆရာမကခေါ်သောအခါဗမြင့်သည်ရှီရင်ဆွဲအဝတ်စားနှင့်ပင်ထွက်လာခဲ့လေထိုအခါဆရာမသည်စိတ်ထွက်လာ၏ဒါဘာလို့တာလဲဘာဖြစ်လို့ကျမပြေးခဲ့တဲ့ဝတ်စားကိုမဝတ်တယ်လဲဘာမှတ်လို့လဲလာအခုလဲရမယ်ဆို၍ပြောဆူနဲ့ဗမြင့်ကိုအတင်းဆွဲ၍တဲကုတ်တွင်သို့ခေါ်ခဲ့၏အတော်လို့သူကမြေဟဲမဲစင်ကလည်းဒီလိုမလုပ်ပါနဲ့ဆို၍ဆင်းလာပြီးနေဗမြင့်ကိုမစင်လက်ထက်ကဆွဲလို့ပြီးမှငါတူကားလေးကွယ်အလုပ်ကိုတွားရမှာပဲအဝတ်စားလဲမှာပေါ့ဟုချော့နေစဉ်မစင်ကကဲရထားမမိပဲနေမယ်အခုလဲဆို၍အင်ကြီးကိုအတင်းဆွတ်ပြီးပစိုးကိုလည်းအတင်းချွေဝစ်ပေးမိလို့ရဗမြင့်ကပြုံးပြ၍ဟာဖေးပါဗျာကျုပ်ပါသာကျုပ်ဝစ်ပါမယ်ဆို၍တဲကုတ်အတွင်းခန်းသို့ဝင်၍အဝတ်စားဝတ်၏ခေါင်းမအုံပေါင်းကိုယခုမက်စိန်တို့အိမ်ရောက်မှပထမအကြိမ်ပေါင်းခြင်းဖြစ်၏ဝတ်စားပြီးထွက်လာသောအခါတူဤညောင်မှာအံ့အားသင့်သွား၏တောင်းမှာအကွတ်လူမာအဝတ်ဆိုတဲ့ကဲ့သို့ယခုကဲ့သို့တန်မာထွားချိုင်းခံရသောလူလင်မျိုးတယောက်သည်ကောင်းမွန်သောဝတ်စားကိုတက်ရက်ကျနာစွာအချိုးကျစွာဝတ်ဆင်လိုက်သောအခါများစွာကြက်သေးရှိ၍ကြည်မကြီးဖြစ်ရ၏ဆရာမစင်ကကိုလူအဟုတ်ကြီးပါတကားဟုပထမအကြိမ်စိတ်တွင်ဖြစ်ပေါ်မိ၏
တို့ရတွင်မျက်နှာကိုတီတီပင်ထားလိုက်ထိုနေ့နှစ်ယောက်တူကြောင်းတက်ကြောင်းစင်းကြရလေထိုသည့်နောက်နှစ်ပတ်လောက်ကြာတနင်္ဂနွေနေ့တစ်နေ့တွင်ဘာမြင့်သည်မိမိတဲကို၌တကားပိတ်၍အိတ်နေရာည9 နာရီထိမထသည်နှင့်မစိန်တို့တူဝင်းနှစ်ယောက်တွားရောက်ကြည့်ရှုရာအပြင်ကနှိုးရမရသည်နှင့်တကားကိုဖျက်၍ဝင်ကြ၏အတွင်းသို့ရောက်သောဘာမြင့်ကိုမအရက်နှင့်တကွပါဇက်ကအညုံများထွက်လျက်မူးရစ်အိမ်မောကြနေသည်ကိုတွေ့ရလေတို့ကမစိန်တို့မှာအံ့ဩခြင်းဝမ်းနည်းခြင်းတို့ပင်ရောလျက်မျက်ရည်များပင်ကြမိမစိန်စိတ်တွင်ယထာပေါ်၌တွေးစားကဘာမြင့်ခေါင်းဆူဖွားနှင့်ရုပ်ပုံကို၎င်းစာမေးပွဲကြခြင်းအကြောင်းကို၎င်းမိမိအိမ်သို့ရောက်မှမကြအခွင့်တောင်းယူဖြစ်စေမတောင်းဘဲနှင့်ဖြစ်စေရန်ကုန်ဘက်သို့ခဏလစ်သွားသည်ကို၎င်းဆက်၍တွေးမိလေ၏ဂိုင်းအတော်အိပ်ပစီအိယာကနိုးမပြောမယ်ဆို၍မက်စိန်တို့ပြန်ခဲ့ကြ၏၎င်းညမက်စိန်တို့တမင်းမစားနိုင်ချီနည်းနည်းတို့ကြလာကဘာမြင့်နိုးသောအခါရည်တိရတာဖြစ်နေပြီလင်တကားပျက်စီးနေသည်ကိုတွေ့ရမှာပထမနာမည်ဒုတိယအင်္ဂလိပ်စာတတ်တာတတိယ IA အောင်တာစတုတ္ထငါရက်တော့တတ်တာပေါ်ကုန်ပြီအခုငါကျင်ဆိုပေါ်တော့ငါကိုနှင်ထုတ်ဖို့ပဲရှိတယ်ငါတသက်မှာလောကနိဗ္ဗာန်လို့ထင်တဲ့နေရာထင်တဲ့နေရာကထွက်သွားရမှာငါအစိုးရိမ်ဆုံးပဲဟုတွေးနေစဉ်ကိုမမြင့်လောင်ဟူသောအမိန့်တန်ကိုကြားလျာထိတ်တဲ့မိုးကြိုးကြားတဲ့ကဲ့သို့ပြင်းစွာတုံးလုံး၍အပြစ်ရှိသောတပည့်သည်ဆရာရှိမောက်သို့ရောက်တဲ့ကဲ့သို့တုံးလုံးသောကိုစိတ်ဖြင့်ဆရာမရှိသို့ရောက်လာလေ၏မစိန်မျက်နှာမှာခါတိုင်းကဲ့သို့တင်းမာသောမျက်နှာထားမဟုတ်တော့ပဲညှိုးငယ်ပူပန်သောမျက်နှာတွင်မျက်ရည်ဆန်းဖြင့်ရှိလေဂိုင်းကိုပါမြင့်ကျမတော့အတော်ဝမ်းနေသွားတာပဲဒေါသလည်းဖြစ်မိတယ်ပထမတော့နှင်ထုတ်မယ်လို့စိတ်ကူးမိတယ်သို့တော့ကျမပြုပြင်စီရင်ပြီးလို့အတော်နေရာကျလာမှမလို့ရတာနဲ့ရှင့်ကိုအချိန်ပေးမယ်ဂိုင်းဒီအရက်တောက်တဲ့အကျင့်ကိုဖျက်မလားဒီအိမ်ကထွက်သွားမလားတခုခုကိုရွေးပြီတော့ဗာမြင့်မာကနှင်ထုတ်တော့မြဟုတတိချယုံကြည်ထားရာယခုရွေးဖို့အချိန်ပေးသည်ကိုများစွာကျေးဇူးတင်လျက်အားတက်ပြီးနှုတ်မလေးပဲကျွန်တော်အရက်တောက်တဲ့အကျင့်ကိုဖျက်ပါမယ်ဟုဝန်ခံလိုက်လေ၏ထို့သောဝန်ခံပြီးတော့လဲ2 နှစ် 3 နှစ်မှဆွဲလန်းခဲ့သောအကျင့်ဆုံးကိုထင်သလောက်မဖျက်နိုင်ချီစိတ်ကိုတင်းပါတော့လဲ9 ရက်ခန့်အကြာ၌အရက်ဆိုင်ဘက်သို့လှည့်မိနောက်9 ရက်ခန့်အကြာ၌အရက်ဆိုင်အနီးသို့ရောက်မိနောက်တစ်ပတ်၌ဆိုင်တွင်းသို့ရောက်ပြီးမှစိတ်ကိုတင်း၍ထွက်ခဲ့ရ၏မကြာမီအရက်၏ဘေးရန်ကိုခုခံနိုင်တော့မည်မဟုတ်ကြောင်းသိရလေ၏တို့ရာတွင်ဗာမြင့်တို့မစိန်တို့၏ကုသိုလ်လုံစော်လာသည်လားမသိရတနေ့၌ဗာမြင့်သည်ကျောင်းတွင်9 ရက်၌မြန်မာဘာသာဆင်း၍ပြရ၏ဗာမြင့်သည်စာသင်လိုသောစိတ်မရှိသည်နှင့်အတန်းသားတို့အားမြန်မာစာစီစာကုန်းရေးစေ၏ဘာကြောင့်ဝေးပင်တွေးမရသည်နှင့်မင်းတို့ခု2 ရက် 3 ရက်အတွင်းတွေ့ကြုံခဲ့ရတဲ့မှတ်သားစရာတစ်ခုဘာဖြစ်ဖြစ်စာ10 ကျောင်း15 ကျောင်းလောက်ရေးချင်တာရေးဟုအသေးမချပင်ခိုင်းလိုက်၏အချိန်စီ၍စာစီစာကုန်းစာအုပ်တို့ကိုစု၍အိမ်သို့ယူခဲ့၏ညအခါ၌ပြင်းရန်ဟုကြည့်ရှုရာ3 လအပြည့်တွင်လှဆိုသောမင်းကလေးတယောက်၏စာစီစာကုန်းသို့ရောက်လာလေ၏ထိုစာကအောက်ပါအတိုင်းဖြစ်၏အယက်သမားကြီးအကြောင်းကျမတို့အိမ်ကြီးတွင်အယက်သမားကြီးတယောက်ရှိ၏မနေ့ကသူသည်အလွန်အယက်မူးလာပြီးလင်မယားရောကလေးတွေကိုရောကြိမ်လုံးကြီးနှင့်ရိုက်လေသည်ကျမဖြင့်အင်မတန်ကြောက်၍အသားများတောင်တုံပါသည်လူပြည်မှာအယက်သမားသည်အမိုက်ဆုံးဖြစ်ပါသည်အယူဆုံးလည်းဖြစ်ပါသည်ထိုလူကြီးမှာအဝတ်စားကိုပင်မနိုင်ပဲမုန်းစရာကြီးကြောက်စရာကြီးယွန်းစရာကြီးဖြစ်ပါသည်ကျမဖြင့်အယက်သမားအိမ်အနားမှာမနေပါရစေနှင့်အမျိုးထဲမှာအယက်သမားမရှိပါစေနှင့်အယက်သမားအဖေအယက်သမားမောင်အယက်သမားလင်အယက်သမားသားမရှိရပါစေနှင့်ဟုဖျားရှိမှဆုတောင်းမိပါသည်ဗာမြင့်သည်မြန်မာစာပေကိုလည်းအတန်လိုက်စားသောသူဖြစ်၍စာပေကျမ်းဂန်တို့၌အယက်အပြစ်မျိုးမျိုးကိုတွေ့ဘူးလာလေပြီဆရာသမားဘုန်းကြီးတို့ကဟောပြောသည်ကိုလည်းနာခဲ့ရလေပြီမိမိမျက်မြင်ရက်သမားတို့ပျက်စီးကြသည်ကိုလည်းတွေ့ခဲ့ရဘူးလေပြီမိမိကိုယ်တိုင်ပဲအထိပျက်စီးသည်ကိုလည်းကိုရစ်ဖြစ်တော်၏ထို့သောအမျိုးမျိုးကြားဘူးမြင်ဘူးပါတော့လဲတရားမကြနိုင်အမြင့်မပြတ်နိုင်ဖြစ်ခဲ့ရ၏ယခု9 တန်းသူအသက်12 နှစ်အရွယ်တငယ်မကလေးရေးသားချက်ကိုတွေ့မြင်သောအခါကြွချိန်ကြာရလားမသိရဗာမြင့်နှလုံးကိုများစွာထိခိုက်လေထိုလူမမဲတငယ်မသည်မိမိစိတ်တွင်ဖြစ်ပေါ်လာသမျှအယုခံတတ်ဖြင့်ရေးခြင်းကြောင့်ထို့သို့ထိခိုက်လွယ်သည်ဟုထင်မှတ်เสียရှိ၏ဤသို့လူမမဲတငယ်မလေးကရိုးရိုးလွယ်ဖြင့်ရေးအပ်သောစာတို့သည်ရှိကဗာမြင့်ကြားဘူးတွေ့ဘူးသောအချက်လက်တို့ကိုလွှမ်းမိုး၍ဗာမြင့်ကိုပိုင်နိုင်ကြီးစုံမလိုက်လေသည်ဗ
ဘာမြစ်ဒီထိုးစားကိုအခောက်ခောက်ခါဖက်၍ငါကျွတ်ချိန်ကြပြီဒီကလေးမကလေးပြောသလိုပဲငါဟာယွန်စရာကောင်းရင်စရာကောင်းကြီးမုန်းစရာကောင်းကြီးလူမိုက်ကြီးပဲဂိုင်းတော်ပြီပြက်ပြီဟုစိတ်ဖြတ်၍၎င်းစာအုပ်ကိုရင်ဘက်ပေါ်မှတင်းလျက်ထိုညက်အိပ်ပျော်ခြင်းသို့ရောက်လေသည်ထို့သောမက်စိန်နှင့်လှလှတို့၏ဆေးဖြင့်အရယောဂါကိုအမြင့်ဖြတ်လိုက်ပြီးနောက်တလခန့်အကြာတွင်ဘာမြစ်မိဘတို့သည်ကျောင်းဆရာ၏စရင်တွင်ဘာမြစ်နာမည်ကိုတွေ့သည်နှင့်စုံစမ်းမေးမြန်း၍မက်စိန်တို့အိမ်သို့မိဘနှစ်ပါးရောက်လာလေသည်ဘာမြစ်ကတဲကုတ်တွင်အိမ်နေ၏မက်စိန်သည်စီရန်ကားကြီးနှင့်တခန်းတနာရောက်လာသောဧည့်သည်နှစ်ယောက်ကိုအံ့အားသင့်စွာဖြင့်ကြည်ပြီးမှထိုင်မှနေပါစသဖြင့်ဧဝေပြုရ၏ဘယ်ကပါလဲရှင်ကိစ္စများအထူးရှိတော်မူပါသလားကျုပ်တို့ကရန်ကုန်တဲကပါဟုတ်ကဲ့ကိစ္စကတော့ဆီယမရဲ့အိမ်မှာကျုပ်သားတယောက်နေတယ်ကြားလို့ပါနာမည်ကမောင်ပါမြင့်တဲ့အော်ကိုပါမြင့်ရဲ့မိဘများလားဟုတ်ကဲ့ရှိပါတယ်ရှင်ကြားရတာဝမ်းသာပါတယ်ဆီယမရဲ့ကျုပ်တို့ကကုန်တယ်ပွဲစားပါပဲကျုပ်သားကလေးကျောင်းမှာထားရတာအိုင်ရင်လဲအောင်ပြီးရောဘီတန်းအတက်မှာအပေါင်းဖြတ်တာနဲ့အတော့စားဆွဲပြီးအကျဉ်လဲပြက်ဆံမွေးလဲကြအားလုံးပျက်စီးတာပါပဲလေကျုပ်တို့လည်းစိတ်ပြက်ပြီးသူ့ကိုအိမ်ကနှင်လိုက်တယ်ပဲဆိုပါတော့မေမာတော့အဲ့ဒီလွန်ခဲ့တဲ့2နှစ်ကျော်ကစပြီးမျက်ရည်ဆက်လက်နဲ့အခုဂျုံနေကြနေတာသာကြည်တော့အဲ့ဒါအခုဆီယမနဲ့တွေ့လို့ကယ်ဆယ်ထားတယ်ကြားတာနဲ့အင်မတန်ဝမ်းမြောက်ကျေးဇူးတင်ပြီးရောက်လာကြတာပါပဲဆီယမရဲ့။ကဲသူ့ကိုတွေးပြစီသူ့မိကတွေ့ချင်လာပြီမြင်တဲ့အတိုင်းပါပဲ။ဟုတ်ကဲ့ရှင်ကျမခေါ်ပေးပါမယ်ဆိုရင်တဲကုတ်တို့ဆင်းခဲ့၏။ဘာမြစ်ကိုနင်းနေချိုက်အိမ်နေရမှလက်ဖြင့်ပုံနှိုး၍ဝိုးတော်ဝါတာရှိနေစဉ်ရှင်ကိုဟိုတင်ရှင့်အဖေနဲ့အမေနဲ့လိုက်လာတယ်။အဲ့ဒါတခါတည်းလိုက်သွားဖို့အုပ်စားတွေပါထုတ်ယူခဲ့ပြီးတော့ဘယ်နဲ့အဖေတို့အမေတို့လိုက်လာတယ်နေပေါင်းကျွန်တော်တို့နောက်လိုက်သွားဖို့အဝတ်စားတွေထုတ်ယူခဲ့ရမှာကဘယ်သူကဘာပြောလို့လဲဘယ်လိုစီမံလို့လဲပြောလို့တော့မဟုတ်ပါဘူးနှုတ်ပေမဲ့အဖေမေဆိုတာအမျိုးရင်းကြီးရှိသေးတယ်တော့ဒီတော့ရှင်လိုက်သွားမှာပေါ့ခင်ဗျားကြီးအင်မတန်စကားများတယ်ရှာရှိတယ်သွားပါဗျာပြောပါချင်ကျွန်တော်မလိုက်ဘူးလို့အဲ့လိုမလုပ်ပါနဲ့တော့ကိုယ့်အကိုသွားပြောပါကျမကိုတမျိုးထင်နေပါအောင်မယ်ဤသို့စကားဆိုနေကြစဉ်မဆောင်နိုင်သောမိခင်သည်တဲကုတ်သို့လာ၍လာခဲ့၏ညင်တွေ့ကြလင်ပင်လူလေးရေတားရေဟုဆိုမိကသားကိုပွေ့ဖက်လေသားမှလည်းမျက်ရည်သွဲပြားနှင့်မိခင်ယူရသောပွေ့ဖက်ခြင်းကိုခံနေလေသားမိဖက်၍မိုးယိုနေကြစဉ်မစိန်သည်အိမ်သို့ပြန်ခဲ့၍အတော်နှင့်ဘာမြစ်ဖားခင်ကိုစကားပြောနေစေ၍မိမိကအခန်းတွင်သို့ဝင်၍အိယာ၌လဲပြီးလင်အမျိုးစုံတွေ့၍နေလေ၏ဘာမြစ်တို့သားမိသားဖစုံမိကြသောအခါဖားခင်ကစ၍ဂိုင်းမင်းကိုလိုက်မယ်မို့လားကျွန်တော်တယောက်တည်းမလိုက်နိုင်ထိုဘာမြစ်စကားကိုမက်စိန်ဒီအခန်းတွင်မှကြားသောအခါထိတ်ကနေဝမ်းသာသွား၏အဖိုးကြီးကရဲ၍ဘယ်နဲ့လဲရှင်မဟုမေးလိုက်ကျုပ်ကတော့အစကတည်းကတပိုင်းတည်ပြီးသားပဲကျုပ်တို့မွေးထုတ်လိုက်တာကတော့ဟုတ်ပါရဲ့အခုဆီယမကဒုတိယလူဖြစ်အောင်လုပ်ပြီးတော့သူလဲကျုပ်တို့ဆိုင်တယ်လို့ဆိုင်တာပဲဘာပဲဖြစ်ဖြစ်ကျုပ်သားချမ်းသာတယ်လို့နေစေချင်တာပဲကျုပ်ကလည်းမရဘူးမပြောပါဘူးဗျာကဲလေဘာပဲဖြစ်ဖြစ်အိမ်တော့လိုက်ခဲ့အောင်မင်းဆီယမကိုလည်းအလဲပတ်ခေါ်ခဲ့တာပေါ့ဘာမြစ်တို့အိမ်မှာခြံကြီးဝင်းကြီးနဲ့အတန်ခမ်းနားကြီးကျယ်သောအိမ်ကြီးဖြစ်၏ဘာမြစ်တို့မိဘမှာကျွယ်ဝသောသူများဖြစ်ကြ၏အရာရာလိုလေသည်မရှိပြည့်စုံကြ၏ထိုမြကြီးကျယ်ခမ်းနားသောအခြေအနေကိုမြင်ရသောအခါမက်စိန်သည်ဘာမြစ်အားရေခတ်ခြင်းရေလောင်းခြင်းဈေးသွားခြင်းစသည်တို့ကိုပြုစေမိသည်များတွေး၍အားနာမိ၏ညစာစားတော့ပြီးကြသောအခါပွဲစားကြီးကစ၍ဂိုင်းမက်စိန်ရေအစုံကုန်းတဝက်ဆိုသလိုကျုပ်သားကိုမက်စိန်တဝက်ဆိုင်နေဆိုရမယ်ကြံတဝက်ကိုလည်းကျုပ်တို့ကကြီးကြီးသားသားမက်စိန်ကိုယုံကြည်စိတ်ချပြီးပုံအပ်လိုက်ပါတယ်ထိုအခါပွဲကတော်ကြီးကဝင်တဲ့၍အစ်စ်မထက်တော့ဘူးလားရှင်ဟုမေးလိုက်၏ဘယ်နဲ့ပွဲကတော်ရဲ့အစ်စ်မထက်ပဲရှိပါမလားအစ်စ်ကလေးကျုပ်တို့ရှိတဲ့ပစ္စည်းအကုန်ပေါ်ဗျထိုစကားကိုကြားသောအခါဘာမြစ်ပင်အတန်အော်သွား၏ထို့နောက်မက်စိန်တို့သည်ဘာမြစ်တို့အိမ်တို့ပြောင်းရွှေ့ခဲ့ကြ၏အင်းစင်ကခြံကိုအခြေမပြတ်ထားပြီးတနင်္ဂနွေနေ့တိုင်းခြံထွက်ကြလေသည်ကျွန်ုပ်သည်ထိုဆရာလင်မယားနှင့်တွေ့ကြုံ၍၎င်းတို့အကြောင်းကိုသိရ၏မောင်ဘာမြစ်သည်လှလှ၏စာကိုစာအုပ်ပါတောင်းယူ၍တယိုတသေးတိမ့်ထား၏လှလှကိုကျေးဇူးဆက်သည့်အနေဖြင့်မောင်ဘာမြစ်တို့သည်
ထိုကလေးမ၏ပညာသင်စိတ်ကိုထောက်ပံ့ခဲ့သည်မှာယခုနှစ် BA အောက်တန်းသို့ရောက်နေလေပြီမနေ့တနေ့ကပင်ကျွန်ုပ်ကိုဖိတ်ခေါ်၍အင်းစင်ကချန်အင်္ဂလိပ်သို့ရောက်ခဲ့ရ၏ထိုနေ့၌ဗားမြစ်တို့လင်မယားပွဲစားကြီးလင်မယားလှလှကျွန်ုပ်ပါ6ယောက်တွေ့ဆုံစားတော့ကညားစွာပျော်ရွှင်ကြ၏ကျွန်ုပ်ဒီထိုစိတ်လက်ချမ်းသာသောလူတတိုက်ကိုမြင်ရလင်အကယ်၍မောင်ဗားမြစ်သာအရက်ရန်သူကိုမခုခံနိုင်ခဲ့ပါလေထိုကျေးဇူးတရားတို့မှဆုံးရှုံးလေရာဤဟုတရားကြားမိသဖြင့်ဤကိုရိတ်ဝတ္ထုကလေးကိုရေးလိုက်ရပေတည်းဟုတ်ကဲ့ပါအခုနားဆင်ခဲ့ရတာကတော့မြို့သားပညာဝင်ဆရာကြီးဦးဖို့ကြရဲ့အရက်သမားဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဒီဝတ္ထုလေးကိုနားထောင်ပြီးမိတ်ဆွေတို့အနေနဲ့ဘလို့အတွေးမြင်တွေရရှိခဲ့တယ်လဲဆိုတာကိုဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်